တာမဟုတ်တာဆရာဆောင်ရဲ့ positive thinking ကိုကိုမြင်တဲ့ဟာပေါ့နော်တယောက်စီပြောရအောင်တယောက်စီပြောရအောင်ဆရာမမေတော်ရင်ဆောင်တယ်အားဒီပါဒီပါလို့တတိတော်တော့ဒီကတော့တော့ဒီခင်မလေးကောင်းပါတယ်လို့ပြောရုပ်တည်နေလေးဆက်နောက်တက်တယ်ပေါ့နော်ချိန်အောင်ပေါ့နော်လောက်ပါလေဆရာမအမိပဲဒီပါဆရာဟိုဘုရားလေးရှိဟိုပြောရတယ်စီစီပေါ့နော်ကျိုးလေးကောင်းပါ Thank you လို့လိုက်လေဆရာဆရာ happy birthday ပါဆရာဆရာကိုမြင်ဆရာအရင်စိတ်ရှိတယ်ပေါ့နော်ကျတို့ဘာမှမမေးအကုန်ဖြေတယ်ပေါ့နော်ကျေးဇူးလည်းတင်ပါတယ်လို့နောက်လည်းမတိရရှိတယ်ပြောပြခုနကစပါးလို့မတိရဟာအကုန်လုံးစိတ်ရှိနေရှင်းပြီးလို့လည်းကျေးဇူးတင်ပါတယ်ပေါ့နော်တနာကုန်လုံးလည်းဝိုင်းပြီးတော့လည်းရှင်းပြီးပါအောင်တနာရှောင်းမဲ့တော့ရှိဒီပါသေးပါဆရာခင်ဗျကောင်းတယ်ပေါ့နော်ဒီနေ့ကဆရာခုနကပြောလို့ပြောကောင်းတယ်ဆိုပြီးတော့ဆရာအဲ့လိုရုပ်တည်နဲ့ဒါပေမဲ့ဘိုင်းဘိုင်းလဲလားလာပြောပါတယ်လို့ကျွန်တော်လေးလားကျွန်တော်ကျတော့ happy birthday ပေါ့နော်ဆရာကျွန်တော်မနက်ကလည်း6ခိုင်ကနေပို့လိုက်တယ်ပေါ့နော်ဒီလာတော့မပြီးဘူးပို့ကျွန်တော်တို့ပို့အရင်ဆုံးပို့လို့ထင်တာပဲကျွန်တော်တို့ဒီလောက်တဲ့နေရာမှာတော့လက်စိတ်ရှိပြီးမှကျွန်တော်ဒီဒီတိုင်းကျွန်တော် project ကတက်တာတော်တော်လေးကိုချုပ်တယ်ပေါ့နော်အဲ့မှာဒီစိတ်ရှိနေလို့လေးရဲ့စိတ်လို့ရှိတယ်ပေါ့နော်အဲ့ဒါကျေးဇူးတင်ပါတယ်နောက်ပြီးကျွန်တော်လည်းချစ်လို့များရှိတယ်ပေါ့နော်အများကျွန်တော်support မပေးနိုင်တဲ့အပိုင်းရှိရင်လည်းနားလည်ပြီးပါပေါ့နော်ဘောလုံးကိုညှိနှိုင်းလို့ကြမှာပေါ့နော်ဝိုင်းလို့မစင်တော့မရမရှိပါဘူးအဓိကကျတော့ဆရာဒီပုံမှာဒီအားစိတ်ရှိပေးတာလေဆက်ပြီးစိတ်ရှိပေးပါစိတ်ရှိပေးပါတော့ကျွန်တော်တို့ project ဒီတိုင်းပဲစိတ်ရှိတယ်ဟိုဘက်ကဒီဘက်အကုန်လုံးပါလေဟိုဘက်ကလည်းတမျိုးဒီဘက်ကတမျိုးဖြစ်နေတော့လေဒီပါရီပါဆရာဒီဝါဆရာဆန်ဘောဆန်ဘောဒီဝါရွေးကြီးရတယ်ဒီဝါကြီးလိုက်ဟိုနဲ့ပါ ECW နဲ့ဟိုဟာလုပ်ပြီးတော့တော်တော်လေးလည်းဟိုသိရှိပါတယ်လို့ရှိပါတော့တော့တော့သူနေရာမှာသတိလောက်စိတ်တော်ရှိလို့ပဲဟောဖြစ်တာပါပြန်မလဲကောင်းပါရဲ့ကျမလည်းပေါ့နော်ကျမဆရာကိုဒီကားကြီးကတော့ကျမတို့ဆိုပေပါနဲ့ပတ်သက်ရင်ဆရာကလည်းမထိုးပြန်ဘူးလားလို့ကောင်းတာလို့ပေါ့ဆိုပြန်ပြောတော့တော့လည်းဆရာစိတ်ဆိုးကျမတို့ကတခါလေးစိတ်ဆိုးပြီးတော့ပြောရချင်လည်းရှိပြီပဲဆရာစိတ်ဆိုးပဲနဲ့အမြဲပြင်ပြပေးရပေါ့နော်ကျေးဇူးတင်ပါတယ်ကျမလည်းတော့ Happy birthday ပါဆရာဆောင်ကျမရဲ့အမြင်ကြတော့ဆရာဆောင်ဇွဲရှိတယ်လို့ကျမမြင်တယ်ပေါ့နော်အလုပ်တစ်ခုခုဆိုရင်မပြေးမချင်းမရက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီအလုပ်မှလည်းမြင်တယ်ပြချာကိုတလောကျမတို့အိမ်ကလည်းလာတော့လည်းကျမတပည့်လည်းတော့ဆိုဆော်ဝဲတစ်ခုလိုအပ်တဲ့ဟာကိုည8နိုင်တောင်ထိုးနေပြီးပြရလုပ်ပေးတယ်ပေါ့နော်အဲ့ဒါဆိုကျမကျမရဲ့အမြင်မှာသူတစ်ခုခုအလုပ်ကိုဆုံးဖြတ်လုံးဝဟိုဒီဘယ်လိုပြောမှဇွဲရှိတယ်ပေါ့နော်အလုပ်ကိုပြီးအောင်လုပ်နိုင်တဲ့ဇွဲရှိတယ်ဆိုတာကျမမြင်တယ်ပေါ့နော်ပြချာပြားလေးရမ်းချစ်ပါတယ်လို့ပြားချောင်းတွေပါတက်တဲ့ဆိုလုံးဝမပြတ်ဘူးပေါ့နော်ပြားလေးရမ်းချစ်တဲ့လို့ဖြစ်တယ်ပေါ့နော်လာပါပဲကျေးဇူးတင်ပါတယ်ဆရာကြီးလည်း Happy birthday ပါဆရာ